ဟာမောင်မောင်နဲ့နေယူနင်တို့နှစ်ယောက်ဘာဖြစ်လာကြရလဲဟာဘာလို့အသေးအတန်ပြေးလာကြရလဲဘယ်မှာလဲကွာမင်းတို့ပြောတဲ့ဂျိုကာဒီနယ်လေးမှာလူဂျိုကာမပြောနဲ့ဂျိုကာမုတ်ထုတ်တောင်မရှိပါလားမောင်မောင်ကဟာဂျိုကာကကျွန်တော်တို့နောက်ကိုရောက်လာပြီးအကိုထက်မြက်လာပြေးကြရအောင်ဒရုန်းကိုထားခဲ့လိုက်တော့ဟာငါ့ကိုစောင်းကြအောင်ငါ့ကိုတွတ်ထုတ်ပေးကြပါအောင်ဒီလိုပုံနေပုံမျိုးနဲ့ဆိုရင်ဂျိုကာကတခါတည်းတောင်အသေးတက်သွားလိုက်အောင်မယ်နေယူရေးပြေးထားမြက်မြက်နောက်မှာဂျိုကာကြီးလိုက်လာပြီအေးပါဟာငါလည်းပြေးနေရပဲနင်ငါ့ကိုစောင့်ပါအောင်ဟာလာငါတို့ဟိုဘက်လမ်းကြားကနေသွားရအောင်နေယူနဲ့မောင်မောင်တို့အသေးအတန်ပြေးနေကြတယ်ထက်မြက်တို့ဝနတို့ကဲကြပါအောင်ကငါတို့အကိုထက်မြက်ကဲကြပါအောင်အိမ်ထဲကိုနေယူနဲ့မောင်မောင်ကအပြေးလွှားဝင်လာတာမြင်တော့အိမ်ထဲမှာရှိတဲ့ထက်မြက်နဲ့ဝနတို့ကအံ့ဩသွားကြတယ်ဟာမောင်မောင်နဲ့နေယူနင်တို့နှစ်ယောက်ဘာဖြစ်လာကြရလဲဟာဘာလို့အသေးအတန်ပြေးလာကြရလဲညီမလေးတို့နောက်ကိုဂျိုကာကြီးလိုက်လာလို့ဟမ်ဂျိုကာဟုတ်လားဘာလဲလူရှင်တော်ဝတ်ဆောင်နဲ့လားဝနကမေးလိုက်တော့မောင်မောင်ကဟုတ်တယ်ဝနကြီးဟုတ်တယ်လူရှင်တော်ဝတ်ဆောင်နဲ့ကွာပြီးတော့သူကဇက်ကရဲရလို့ပဲလူတွေကိုလိုက်ရိုက်နေတာသူ့မှာပါတဲ့ဒုတ်တန်ကြီးနဲ့အဲ့ဒီတော့ထမြက်ကဟမ်လူရှင်တော်ဝတ်ဆောင်ကြီးနဲ့ဂျိုကာမင်းတို့လိုက်ရိုက်နေတာဟုတ်လားဖျောင်းနေဟုတ်ရလို့လားကွာမင်းတို့စကားအကြည့်များပြီးတော့ထင်အောင်ထင်မှားများဖြစ်နေကြရလားအဲ့ဒီတော့နေယူကဟာအကိုထက်မြက်ကလည်းညီမလေးတို့ကမလိမ္မာဘူးဒီမှာကြည့်လိုက်အဲ့ဂျိုကာလိုက်ရိုက်လို့ညီမလေးလက်တောင်ထိသွားသေးတယ်ဒီမှာနေရဲနေရပဲဟုတ်တယ်ဗျဒီမှာကျွန်တော်ရဲ့လက်ကိုလည်းကြည့်လိုက်အောင်မောင်မောင်နဲ့နေယူတို့ကသူတို့ရရှိထားတဲ့တန်ရာတွေကိုဝနာနဲ့ထက်မြက်ကိုပြလိုက်တယ်ဟာဟုတ်တာပဲဒီမှာလက်မှာအနီရောင်ရဲနေရပဲအပြင်းပြင်းနဲ့ရိုက်ခံထားရတဲ့ပုံစံပဲဝနာကပြောလိုက်တယ်ပြီးတော့ထက်မြက်ကဒါနဲ့မင်းတို့ကအဲ့ဒီဂျိုကာနဲ့ဘယ်လိုမျိုးစုံကြရလဲကွပြီးတော့မောင်မောင်ကလမ်းမှာငါနဲ့နေယူနဲ့တွားနေတော့ဂျိုကာနဲ့စုံတာဂျိုကာနဲ့တွေ့ရောအဲ့ဒီဂျိုကာကငါတို့တကြားလုံးတွေပေးတာပဲငါတို့လည်းသူ့ပေးတဲ့တကြားလုံးတွေကိုယူလိုက်တယ်တကြားလုံးကမတော်တဆငါလက်ထဲကနေအောက်ကိုပြုတ်ကျသွားတယ်လေအဲ့ဒီဟာကိုမြင်တော့ဂျိုကာအယောင်ဒေါသထွက်သွားတယ်အဲ့ဒီမှာပဲငါတို့သူ့တန်တုတ်ကြီးနဲ့လိုက်ရိုက်တော့တာပဲကွာဟုတ်တယ်အကိုထမ်းမြရဲ့ညီမလေးတို့မှလေကြောက်လွန်လို့အဲ့ဒီဂျိုကာလက်ကနေလွတ်အောင်အတန်ထွက်ပြေးလာခဲ့ရတာဟာဒါဆိုအဲ့ဒီဂျိုကာတော်တော်တောင်းကျမ်းနေရပဲဒီဂျိုကာစိတ်တစဂျိုကာပဲဖြစ်ရမယ်ငါတို့သွားရှာပြီးသူတို့ပညာသွားပေးရမယ်ကွာအေးဟုတ်တယ်ထမ်းမြငါတို့သွားကြရအောင်ဒီလိုနဲ့သူတို့၄ယောက်လဲဂျိုကာရှိရဲ့စီကိုထွက်လာခဲ့ကြတယ်နေယူနဲ့မောင်မောင်ကသူတို့ဂျိုကာကိုတွေ့ခဲ့တဲ့နေရာကိုဝန်သားနဲ့ထက်မြက်ကိုခေါ်လာပြီးတော့ပြတယ်ထက်မြက်ကနေရာအနှံ့ကိုအသေးချာကြည့်လိုက်တယ်ဘယ်မှာလဲကွာမင်းတို့ပြောတဲ့ဂျိုကာဒီနယ်လေးမှာလူဂျိုကာမပြောနဲ့ဂျိုကာမုတ်ထုတ်တောင်မရှိပါလားသူ့ကိုစကားကြတော့နေယူကဟုတ်တာပဲအခုကျဒီမှာဘယ်သူမှမရှိတော့ဘူးအစောတော့ကဒီမှာရှိတယ်နေယူတို့ချိန်ပြောရဲတယ်မောင်မောင်ကလည်းဟုတ်တယ်ဗျဒီနယ်လေးမှာဟိုနာရှိတယ်အခုဘယ်ရောက်သွားပြီလဲမသိဘူးဒါဆိုဂျိုကာဒီနားလေးမှာအမှန်တကယ်ရှိရဲဆိုရင်ဒီနားပတ်ဝန်းကျင်မှာပဲရှိချင်ရှိနေအောင်ပါငါတို့အမြန်လိုက်ရှာကြည့်ကြမယ်ငါတို့လူစုခွဲရှာကြမယ်ကွာနေယူနဲ့မောင်မောင်ကဟိုဘက်လမ်းကိုသွားငါနဲ့ဝနာနဲ့ကဟိုဘက်လမ်းကနေသွားရှာကြည့်မယ်အဲ့ဒီတော့ဝနာကဟာဖြစ်ပါမလားကွာထက်မြက်ရသူ့မှာတန်တုတ်ကြီးပါရဲ့လေအဲ့ဒီတော့ထက်မြက်ကဖြစ်ပါတယ်ကွာမင်းကလည်းသူကတစ်ယောက်တည်းငါတို့ကလူအင်အား400တောင်ရှိတာမကြပါနဲ့ကွာလာငါတို့သွားရှာကြရအောင်ဒီလိုနဲ့မောင်မောင်နဲ့နေယူကတစ်ဖက်ဝနာနဲ့ထက်မြက်ကတစ်ဖက်လူစုခွဲပြီးတော့သွားရှာကြတယ်မောင်မောင်နဲ့နေယူတို့လည်းသူတို့ဘက်ကိုသွားရှာတော့မရှိဘူးကွာတီးကျိုးကဘယ်များပြောက်သွားပါလဲဟိုနာငါတို့လိုက်ရိုက်နေပြီးတော့အခုကျသူ့ဘယ်မှာများပုံးနေရလဲဟာအေးဟဲ့ရှာရတာလဲမောနေပြီလာငါတို့ဟိုဘက်ကိုဆက်သွားကြည့်ကြမယ်ဒီလိုနဲ့မောင်မောင်နဲ့နေယူလည်းတခြားဘက်ကိုဆက်ပြီးတော့ဂျိုကာကိုလိုက်ရှာပါတယ်နောက်တစ်ပတ်မှာလည်းဝနာနဲ့ထက်မြက်ကဂျိုကာကိုလိုက်ရှာနေကြတယ်ဝနာကထက်မြက်ငါတို့ရှာနှံ့နေပြီနော်ငါတို့ရှာတာခြုံနေတယ်လည်းမကြံရှာနေရအခုထိကိုဘာဂျိုကာအရေးရအောင်မှမတွေ့ရဘူးအေးကွာငါတို့အခုလိုလူကိုယ်တိုင်လိုက်ရှာတာမတွေ့ဘူးဆိုတော့ငါတို့ဒရုန်းကိုအသုံးပြုရမှာပဲမင်းကဒရုန်းသုံးပြီးတော့ဂျိုကာကိုလိုက်ရှာမလို့လားအေးဟုတ်တယ်ကွာလာဟိုဘက်သွားပြီးတော့ဒရုန်းနဲ့ဆန်းရှာကြည့်ရအောင်
ဝနာနဲ့ထက်မြက်လည်းသူတို့ရှာနေတဲ့နေရာကနေထွက်လာခဲ့လိုက်တယ်ဒီလိုနဲ့တနေရာမှာဝနာထက်မြက်နှင်းယူနဲ့မောင်မောင်တို့၄ယောက်စလုံးပြန်ဆုံကြတယ်မောင်မောင်ကမတွေ့ပါဘူးဗျာကျွန်တော်တို့တွေဟိုဘက်မှာအသေးချာကိုရှာခဲ့ပြီးမရှိဘူးဗျဟုတ်ပါအကိုထက်မြက်ရဲ့မောလိုက်တာအေးဘာမှမဖြစ်ဘူးငါတို့အခုဒရုန်းနဲ့ရှာကြည့်ရအောင်ဒီလိုနဲ့သူတို့လည်းဂျိုကာကိုဒရုန်းနဲ့ရှာဖို့ကြိုးစားကြပါတော့တယ်ဟာဖဲကြပါအောင်ကွာမင်းတို့ကလည်းဟာဟိတ်ကောင်ဖဲကြအောင်ကွာနှင်းယူနှင်းမျက်နှာကြီးဖဲအောင်ငါဒီမှာဘာမှမမြင်ရတော့ဘူးထက်မြက်ကပြောလိုက်မှသူ့လက်ထဲကဒရုန်းရဲ့ရမုကိုစိုက်ကြည့်နေတဲ့၃ယောက်လုံးလည်းဖယ်လိုက်ကြတယ်ဒီလိုနဲ့ထက်မြက်လည်းဒရုန်းကိုရမုနဲ့အသေးချာထိန်းချုပ်ပြီးတော့လွတ်တင်လိုက်ပါတယ်ဒီလိုနဲ့ဒရုန်းနဲ့နေရာအနှံ့ရှာကြည့်နေရကနေဂျိုကာရဲ့တီနေရာကိုရှာဖွေတွေ့ရှိသွားပါတယ်ဟာအကိုထက်မြက်ဟုတ်တယ်ဒါကျွန်တော်တို့တွေ့ခဲ့တဲ့ဂျိုကာပဲသူဟာအဲ့ဒီမှာဘာထိုင်လုပ်နေရလဲမသိဘူးဟုတ်တယ်အကိုထက်မြက်အဲ့ဒီဂျိုကာပဲညီမလေးတို့ကိုလိုက်ပြီးတော့ရန်လောက်တာဟုတ်လားအဲ့ဆိုရင်ငါအဲ့ဒီဂျိုကာကိုအနီးကပ်ရိုက်ကြည့်လိုက်မယ်သူတို့အဲ့လိုဒရုန်းနဲ့လိုက်ရိုက်နေတာကိုဂျိုကာကသိသွားပါတယ်ဂျိုကာဒရုန်းကိုအသေးချာစိုက်ကြည့်လိုက်တယ်ဝနာကဟာထက်မြက်ငါတို့ဒရုန်းကိုဂျိုကာမြင်သွားပြီကွာမောင်မောင်ကလည်းဟုတ်တယ်ကိုထက်မြက်ဂျိုကာကျွန်တော်တို့ကြည့်နေရကြီးကကြောက်စရာကြီးဗျအေးကွာငါရဲ့ဒရုန်းငါပြန်အနောက်ကိုဆုတ်လိုက်တော့မယ်ထက်မြက်လည်းသူ့ရဲ့အဝေးထိန်ခလုံးနဲ့ဒရုန်းကိုနောက်ကိုပြန်ဆုတ်လိုက်ပါတယ်ဂျိုကာကဒရုန်းကိုအသေးချာစိုက်ကြည့်ပြီးတုံးနဲ့လိုက်ရိုက်မလို့လုံနေပါတယ်အဲ့ဒီမြင်ကွင်းကိုလည်းသူတို့တွေအကုန်လုံးမြင်လိုက်ကြတယ်နေယူကဟာအကိုထက်မြက်သူကဒရုန်းကိုလိုက်ပြီးတော့ရန်လုံနေပါလားဒရုန်းကတော့ပြက်ကြတော့မှာပဲအေးနေကြပါအောင်ကွာငါသိရငါဒရုန်းကိုငါတို့စီပြန်ယူလိုက်တော့မယ်ဒီလိုနဲ့ထက်မြက်လည်းဒရုန်းကိုသူ့စီကိုပြန်လာဖို့ထိန်ချုပ်လိုက်ပါတယ်ဂျိုကာကလည်းဒရုန်းနောက်ကိုအမိအရာကိုလိုက်ပါလေတော့တယ်ဝနာကဟာဂျိုကာကငါတို့နဲ့နီးလာတယ်လို့ပဲကွာဝနာကပြောပြီးချင်းမှာပဲဂျိုကာကသူတို့၄ယောက်စလုံးရဲ့အနောက်ကိုရောက်လာပါတယ်မောင်မောင်ကဟာဂျိုကာကကျွန်တော်တို့နောက်ကိုရောက်လာပြီးအကိုထက်မြက်လာပြေးကြရအောင်ဒရုန်းကိုထားခဲ့လိုက်တော့ဒီလိုနဲ့မောင်မောင်နှိမ့်ယူနဲ့ဝနာတို့၃ယောက်ကထွက်ပြေးသွားကြပါတယ်ဂျိုကာကလည်းထက်မြက်နဲ့တော်တော်လေးကိုနီးလာပါပြီနှိမ့်ယူကဟာအကိုထက်မြက်လာလေအဲ့ဒီဒရုန်းကိုထားခဲ့လိုက်တော့လာထွက်ပြေးကြရအောင်ဟုတ်တယ်အကိုထက်မြက်ဒရုန်းကိုထားခဲ့လိုက်တော့ဒရုန်းကိုနောက်ကျမှကျွန်တော်တို့ပြန်ရှာလိုက်မယ်လာခဲ့တော့ဒီလိုနဲ့ထက်မြက်လည်းသူ့ရဲ့ဒရုန်းကိုထားခဲ့လိုက်ပြီးထွက်ပြေးသွားခဲ့ပါတယ်နောက်ကဂျိုကာကလည်းတန်တုတ်ကြီးကိုင်းပြီးလူမိုက်စတိုင်းနဲ့သူတို့နောက်ကိုလိုက်ခဲ့တော့တာပေါ့ဒီလိုနဲ့လမ်းပေါ်မှာပြေးရင်းနဲ့မောင်မောင်တယောက်ခလုတ်တိုက်လဲကျသွားပါတယ်ဟာငါ့ကိုစောင်းကြအောင်ငါ့ကိုတွဲထုပေးကြပါအောင်နေယူနဲ့ဝနာကမမကိုအမြန်တွဲထုလိုက်ပါတယ်ကံကောင်းပါတယ်ဂျိုကာကမောင်မောင်နဲ့တော်တော်လေးကိုနီးနေပါပြီဒီလိုနဲ့သူတို့၄ယောက်လုံးအိမ်ထဲကိုအမြန်ပြေးဝင်သွားကြတယ်ဂျိုကာကလည်းသူတို့ဝင်တဲ့အိမ်ထဲကိုလိုက်လာပါတယ်အိမ်ထဲကိုရောက်တော့အကိုထက်မြက်ညီမလေးတို့ဘယ်နေရာမှာတောက်ပုံကြမှာလဲဂျိုကာကနောက်ကနေလိုက်လာပြီးလာတိတ်ပြီးလဲစိုးရင်မနေကြနဲ့ငါတို့တူပုံတိုင်းကစားခဲ့ကြသလိုပဲလေအဲ့ဒီဂျိုကာကြီးမမြင်အောင်ငါတို့ပုံကြမယ်ဒီလိုနဲ့မောင်မောင်ဝနာနဲ့နှင်းယူတို့၃ယောက်ကအိမ်ထဲကနေရာတွေမှာတွားပုံကြပါတော့တယ်ငါဘယ်နေရာမှာပုံရမလဲထက်မြက်ကစဉ်းစားနေတယ်ပြီးတော့တခြားသူတွေပုံတဲ့နေရာကိုကြည့်လိုက်တော့မောင်မောင်ကဆိုဖာဘေးမှာဝင်ပုံနေတယ်နှင်းယူကပန်ကာကိုကွယ်ပြီးတော့ပုံနေတယ်ဝနာကတော့ခေါ်ပြာကြီးကိုကားပြီးပုံနေတာကိုမြင်လိုက်ရပါတော့တယ်ထက်မြက်လည်းခေါင်းကုတ်လိုက်ပြီးဟာနင်တို့တွေကအဲ့ဒါပုံနေကြရလားဒီလိုပုံနေပုံမျိုးနဲ့ဆိုရင်ဂျိုကာကတခါတည်းတောင်အသေးတက်သွားလိုက်အောင်မယ်ဒါဆိုကျွန်တော်တို့ကဘယ်မှာတောက်ပုံရမှာလဲဗျလာငါတို့ဟိုဘက်ခန်းထဲကိုတွားကြရအောင်ဒီလိုနဲ့သူတို့၄ယောက်စလုံးလည်းတခြားအခန်းဘက်ကိုဝင်လိုက်ကြတယ်တခြားအခန်းထဲမှာတော့ဆိုဖာကြီးအကြီးကြီးတစ်ခုရှိတယ်အဲ့ဒီဆိုဖာကြီးအနောက်မှာသူတို့၄ယောက်စလုံးဝင်ပုံလိုက်ကြတယ်အဲ့ဒီချိန်အပြင်ဘက်ကဂျိုကာကလည်းအိမ်တကားကိုအတင်းတွန်းထုတ်ပြီးတော့ဝင်လာခဲ့ပါတယ်ရှူတူငါတို့တိတ်နေကြမယ်ဘာတမ်းမှမထွက်စေနဲ့ဂျိုကာကနေရာအနှံ့ကိုကြည့်လိုက်ပြီးတော့ပြုံးလိုက်တယ်ပြီးတော့ထိုင်ကုန်တွေအောက်ကိုငုံကြည့်ပြီးတော့ရှားနေတယ်အဲ့ဒီချိန်ထက်မြက်ကနှာချီလိုက်ပါတယ်ဟတ်ချိုအဲ့ဒီတန်လဲကြတော့ဂျိုကာကသူတို့ပုံနေတဲ့အခန်းထဲကိုဝင်လာခဲ့ပါတော့တယ်
ကိုထက်မြက်ရေဟိုမှာဂျိုကာကြီးဝင်လာပြီဗျနေယူတို့ဘယ်လိုလုပ်ကြမလဲနေယူတို့ပြေးပေါက်ပိတ်နေပြီအကောင်လုံးကစိုးရိမ်ပူပန်သွားကြတယ်ဂျိုကာကလည်းစိတ်တဆလူသက်သမားတစ်ယောက်လိုပြုံပြုံကြီးနဲ့အခန်းထဲကိုဝင်ချလာပါတော့တယ်အဲ့ဒီချိန်ဂျိုကာကရုတ်တရက်မိဖို့ကြောင့်ဘက်ကိုဝင်သွားပါလေတော့တယ်အဲ့ဒါကိုလည်းမြင်ရောထက်မြက်ကဟာထငါတို့ပြေးကြရအောင်ဂျိုကာကမိဖို့ကြောင့်ဘက်ကိုဝင်သွားပြီကွာဂျိုကာကမိဖို့ကြောင့်ထဲမှာကုန်းကွာနဲ့ရှားနေတယ်အဲ့ဒါကိုအခွင့်ကောင်းယူပြီးထက်မြက်ကလာအပေါ်တက်ကိုတက်ကြရအောင်တော့မြန်မြန်တော့ကျန်တဲ့သူတွေအကုန်လုံးလည်းအပေါ်တက်ကိုအမြန်ပြေးသွားကြတယ်အဲ့ဒီချိန်မိဖို့ကြောင့်လည်းဝင်ပြီးရှာနေတဲ့ဂျိုကာကထက်မြက်ကိုမြင်သွားတယ်ပြီးတော့စိတ်တဆပြုံလိုက်ပြီးအော်မင်းတို့ကဒီမှာလားထက်မြက်လည်းအပေါ်တက်ကိုပြေးပြီးတော့တက်သွားပါတော့တယ်အိမ်ပေါ်တက်ကိုရောက်တော့ထက်မြက်ကတခြားသူတွေကိုမင်းတို့တော့ရောက်ဒီအခန်းထဲကိုဝင်ပုန်းနေကြကွာဘာမှဖြစ်ဘူးအဲ့ဒီဂျိုကာကိုငါကြည့်ရှင်းလိုက်မယ်ဟမ်အကိုထက်မြက်ကညီမတို့နဲ့အတူတူလိုက်မပုန်းဘူးလားနေယူကမေးလိုက်တော့အေးမလိုက်တော့ဘူးမင်းတို့ကာကွယ်ပေးရမယ့်တာဝန်ငါမှရှိတယ်ဘာလို့လဲဆိုတော့ငါကမင်းတို့ထက်အကိုအကြီးဆုံးလေသွားပါမင်းတို့ရေဒီခန်းထဲမှာဝင်ပုန်းနေကြငါမခေါ်မချင်းဒီခန်းထဲကနေထွက်မလာနဲ့ပြီးတော့တကားလဲဖွင့်မပေးနဲ့နော်ဝနာကလည်းဟာအကိုထက်မြက်ရဲ့အဲ့လိုမလုပ်ပါနဲ့ဗျာကျွန်တော်တို့နဲ့တူတူဝင်ပြီးတော့လာပုန်းပါဟုတ်တယ်အကိုထက်မြက်အကိုကျွန်တော်တို့နဲ့တူတူလာပုန်းပါဗျာအငယ်တွေကလည်းစိတ်ပူလို့ထက်မြက်ကိုခေါ်ကြတယ်ဒါပေမဲ့ထက်မြက်ကတော့သူတို့အငယ်၃ယောက်ကိုပဲအခန်းထဲကိုဝင်ပုန်းခိုင်းပြီးတကားကိုအသေးအချာပိတ်ခံလိုက်တယ်အောက်ကဂျိုကာကလည်းတန်းတုပ်ကြီးကိုမြေကြီးပေါ်တရွတ်တိုက်ဆွဲပြီးလိုက်လာပါလေတော့တယ်ထက်မြက်ကအပေါ်တက်ကနေဆင်းလာတော့ဂျိုကာကိုတက်မတ်ကြီးမြင်လိုက်ရပါတယ်ဂျိုကာကလည်းစိတ်တဆလူသက်သမားတစ်ယောက်လိုပြုံကြီးနဲ့သူ့ကိုစိုက်ကြည့်နေတယ်ငါညီမတွေကိုငါကာဝယ်ပေးရမှာပဲလာစမ်းယာထက်မြက်ကသူ့ကိုယ်သူကျိန်သွားပြီးတော့ဂျိုကာစီကိုပြေးဝင်သွားလိုက်ပါလေတော့တယ်ဟိုဂျိုကာကလည်းတန်တုပ်ကြီးကိုမြောက်ကင်လိုက်ပါတော့တယ် A few moments later တော်တော်ကြာတဲ့အထိထက်မြက်ကသူတို့ကိုလာမခေါ်သေးပါဘူးအခန်းထဲမှာပုန်းနေတဲ့သူတို့၃ယောက်ကလည်းထက်မြက်ကိုအရန်ကိုစိတ်ပူနေကြပါပြီမောင်ကအကိုထက်မြက်အစင်မပြေပါမလားမသိဘူးအခုချိန်ဆိုဘာဖြစ်နေပြီလဲမသိဘူးကွာငါတို့စိတ်ပူလိုက်တာဟုတ်တယ်ဟာအခုအချိန်အကိုထက်မြက်တင်များသိသွားပြီလားမသိဘူးနော်ဂျိုကာကတန်တုပ်ကြီးကိုကင်ထားတာဆိုတော့ဝနာကလည်းအေးကွာငါလည်းထက်မြက်ကိုစိတ်ပူတယ်ကွာငါတို့အပြင်မှာထွက်ကြည့်ကြရင်ကောင်းမလားအဲ့ဒီချိန်အခန်းတကားခောက်တံကြားလိုက်ရပါတယ်သူတို့၃ယောက်လုံးအံ့ဩပြီးထိတ်လန့်သွားကြတယ်ဘာလို့လဲဆိုတော့ဂျိုကာတကားခောက်တယ်လို့ထင်လိုက်လို့ပါဟဲ့အခန်းတကားခောက်နေပြီဘသူခောက်တာလဲမသိဘူးဂျိုကာလားမသိဘူးဟဲ့အေးဟာငါတို့ကသွားဖွင့်ပေးရမှာလားမဖွင့်ပေးရမှာလားမသိဘူးအဲ့ဒီချိန်တကားအပြင်ဘက်ကနေအတန်ထွက်ပေါ်လာပါတယ်ဝနာမမောင်နှင်းယူငါပါကွမင်းတို့အကိုကြီးထက်မြက်ငါ့ကိုတကားဖွင့်ပေးကြပါအောင်ကွဟာဒါထက်မြက်အတန်ပဲဒီလိုနဲ့ဝနာကတကားပေါက်ကိုသွားဖွင့်ပေးလိုက်ပါတယ်ဟာထက်မြက်မင်းဘာမဖြစ်ဘူးနော်လာအခန်းထဲကိုမြန်ဝင်ဝနာကထက်မြက်ကိုအခန်းထဲကိုအမြန်ဆွဲသွင်းလိုက်တယ်ထက်မြက်ကလည်းအခန်းထဲဝင်လာပြီးသူတို့ဘေးနားလေးမှာဝင်ထိုင်လိုက်တယ်ဝနာကထက်မြက်ကိုအသေးချာကြည့်ပြီးထက်မြက်မင်းဘာမဖြစ်ဘူးနော်ထိခိုက်မိတာရှိသေးလားငါမင်းကိုအရင်ကိုလွမ်းနေရကွာဟာဟဲ့ငါ့ကိုလွမ်းရအောင်ငါခရီးအဝေးကိုထွက်သွားမှာမဟုတ်တာအကိုထက်မြက်ဘာမဖြစ်ဘူးနော်ဂျိုကာကအကိုထက်မြက်ကိုဘာလို့လှုပ်လိုက်သေးလဲဂျိုကာငါ့ကိုဘာမှမလုပ်ပါဘူးကွရန်လည်းမပြုတ်ဘူးဟိုးတော်သေးရပါအကိုထက်မြက်ရဲ့ဒါနဲ့အခုအဲ့ဒီဂျိုကာဘယ်ကိုရောက်သွားပြီလဲငါပြောပြမယ်ကွဒီလိုဂျိုကာကတကယ်တော့စိတ်တစလူသက်သမားမဟုတ်ဘူးကွငါလည်းသူ့ကိုဟိုနာအမြန်ပြေးဖက်လိုက်ပြီးသူ့ကိုချုပ်ထားလိုက်တယ်အဲ့ဒီချိန်ကျမှဂျိုကာအတင်းယုံပါလေရောလွတ်ပါဗျာကျွန်တော်လွတ်ပါဟာကျွန်တော်အမချင်းကြပါနဲ့လွတ်ပါဟမ်မင်းကငါတို့အနိုင်ကျင့်နေရလေငါတို့ကမင်းကိုအနိုင်ကျင့်နေရမှာမဟုတ်တာဟဲ့ကောင်မင်းကစိတ်တစလူသက်သမားမဟုတ်လားမှန်ပြောစမ်းဗျာကျွန်တော်ကစိတ်တစလူသက်သမားဟုတ်လားအမလေးဗျာကျွန်တော်ကိုစွတ်ဆွဲနေကြတယ်ကျွန်တော်ကလူသက်ဖို့နေတတနေ့လုံးမှတနေ့စားရတဲ့ဘဝသမားလေးပါဗျဒီတော့မှထက်မြက်လဲဂျိုကာကိုဖမ်းထားရကနေလွတ်ပေးလိုက်တယ်ဟမ်မင်းဘာပြောနေရလဲအဲ့ဆိုငါတို့နောက်ကိုဘာလို့လိုက်လာရလဲဒီလိုဗျကျွန်တော်ရှင်းပြမယ်ကျွန်တော်ကကြက်ချံပြင်ပေးနေရလေအဲ့ဒီနာလေးကကြက်ချံကအကိုတို့ကြက်ချံမလားကျွန်တော်ကအဲ့ဒါကိုချက်စီကိုပြန်ပြီးတော့အ
အသစ်ခတ်ပေးနေတာအကိုတို့ပဲကျွန်တော်စီကိုဖုံးဆက်ထားပြီးတော့ဟမ်ငါဖုံးဆက်တာမင်းလားဟုတ်တယ်လေဗျာအကိုကလည်းဒါဆိုမင်းကဘာလို့အခုလိုဂျိုကာဝတ်ဆောင်ရင်ဝတ်ထားရတာလဲဟောကျွန်တော်ပြောပြီးပြီလေအကိုကလည်းကျွန်တော်ကတနေ့လုံးမှတနေ့စားရတာပါဆိုကျွန်တော်ကအခုလိုဂျိုကာဝတ်ဆောင်ဝတ်ပြီးပူပေါင်းလဲလှည့်ရောင်းသေးတယ်ဗျအေးအဲ့လိုလားဟုတ်ပါကျွန်တော်ကကြက်ချံပြင်ပြီးတော့အကိုတို့ကိုမြင်တာနဲ့အကိုတို့စီမှာကြက်ချံပြင်ကလာတောင်းတာဗျဟေးအဲ့လိုလားမသိပါဘူးကွာငါတို့ကမင်းကိုစိတ်တဆလူသက်သမားထင်နေတာကွာကဲအဲ့ဒါပဲအဖြစ်ကတော့ငါတို့ကသူ့ကိုထင်အောင်ထင်မှားဖြစ်သွားတာအော်အဲ့လိုလားဒါဆိုငါတို့ကသူ့ကိုအထင်လွဲသွားတာပေါ့အမလေးပြေးလိုက်ရတာမောင်းလိုက်တာဟဲ့အကောင်လုံးလဲအဲ့ဒီအချိန်ကျမှပဲစိတ်အေးသွားကြပါတော့တယ်ဟုတ်ကဲ့ပါဒီနေ့တက်ဆက်ပေးသွားတဲ့ဆက်လန်လေးရောပြီးဆုံးသွားပါပြီနောက်ထပ်ဗီဒီယိုအသစ်လေးမှာပြန်ဆောင်ကြမယ်နော်ပရိသတ်ကြီးအားလုံးကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်